okay profile picture တော့ရပြီအဲ့တော့ကျွန်တော်တို့ cover photo လဲလိုသေးတယ်ကျွန်တော်တို့ Facebook အရာတော့ cover photo ပေါ့ဗျာ YouTube မှာတော့ကျွန်တော်တို့ဘယ်လိုခေါ်ဆို channel ad လို့ခေါ်တယ်နောက်ပိုင်းတို့လဲ cover လို့ပဲပြောင်းလိုက်ပါတယ်ထားပါတော့ channel ad ပဲဖြစ်ဖြစ် cover ပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ cover လို့ပဲကျွန်တော်တို့ခေါ်ကြပါစို့အဲ့တော့ကျွန်တော်တို့ cover ကျွန်တော်တို့ဆွဲပါမယ်ဆိုတော့ cover မှာကျွန်တော်တို့အဓိကဘာတွေလိုအပ်တယ်လဲဘာတွေထည့်တယ်လဲဘာဖြစ်တယ်လဲပြီးရင်ဘယ်လိုဆွဲမလဲဒါလေးကျွန်တော်ပြမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကြည့်အောင်အဲ့တော့ဒါလေးပြောခင်ကျွန်တော်ပြောရအောင်မယ်ကျွန်တော်တက်ကြောနဲ့စကားပြောနေရနော်အင်းနဲ့ငိုင်မီးပြီးတော့မကြည့်ပါနဲ့ဒီဘက်ကနေကျွန်တော်ကင်မရာကနေပြီးတော့အိုး digital ကနေဖြတ်ပြီးတော့ကျွန်တော်တို့ Facebook က server တွေကနေပြီးတော့ message ကိုကျွန်တော်ရောက်လာပြီးကျွန်တော်မြင်ရပါတယ်တက်နေပါ okay နောက်တာပါပြေးမှာဆိုလို့ okay အဲ့တော့ကျွန်တော်တို့ cover ရွှတ်ပြီး eye catching မျက်ဝန်းတွေကိုဖမ်းနိုင်ရမယ်cover ကိုကြည့်လိုက်တဲ့အခါမှာဒီဟာဒီချင်းကနေပေါ်နေရမယ်ပေါ့နော်ဆိုတော့အရင်ရေးကြည့်လိုက်ဆိုအရင်တော့ရေးမကြည့်ပါဘူးလူတွေက channel ကိုလာကြည့်ပါပဲ cover ကိုမြင်ရမှာဟုတ်ဒါပေမဲ့ကျွန်တော်တို့ cover ဒီထိတ်ဆုံးမှာပေါ်နေတာဖြစ်တဲ့အတွက်သူတို့မျက်လုံးအရင်ဆုံးရောက်မဲ့ဟာမျိုးဖြစ်နေတာပေါ့နော်ပြီးရင် clear messaging ရှင်းလင်းစွာဖော်ပြနိုင်ရမယ် cover မှာကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့ရဲ့ channel အကြောင်းပြောထားလို့ရတယ်ဥပမာကျွန်တော်တို့က DBS မြန်မာဆိုလို့ရှိရင်ငွေရှာတဲ့ channel ငွေရှာနီးသိကျင်ပတ်စံရှာခြင်း subscribe လုပ်ထားလိုက်ဒါပဲဒါကျွန်တော်တို့ရဲ့ message ကဒါပဲရှင်းရှင်းလေးအဲ့ပြီးတော့လို့ရှိရင်ခုနပြောရဲ as to take action တစ်ခုခုယူဖို့ပြောရမယ်ကျွန်တော်တို့ cover မှာတော့အဓိကတော့ subscribe လုပ်ဖို့ပြောဖို့ကျွန်တော်အားပေးတယ်အဲ့တော့ကျွန်တော်တို့ cover ကိုနမူနာကြည့်ကြည့်ပါ cover မှာတက်ထားတဲ့ပုံစံအတိုင်းပဲကျွန်တော်တို့ငွေရှာခြင်းပတ်စံရှာခြင်းကျွန်တော်တို့ channel ကို subscribe လုပ်ပါဒါ action ကိုတစ်ခါလေးတောင်းလိုက်တာနော်အဲ့လိုကျွန်တော်တို့လုပ်လို့ရတယ်ပြီးရင် size အရွယ်အစား quality ဖြစ်ရမယ်အရွယ်အစားတော့ရှင်းပါတယ်ကျွန်တော်တို့ခုနကျွန်တော်တို့ဆွဲမဲ့ camera နဲ့သွားဆွဲမယ်ဆိုလို့ရှိရင် camera ကသူ့ရဲ့ channel alike ပေါ့နော် size ကိုသူကဟိုတွက်ထားပြီးသားသူထုတ်ပေးပြီးသားပေါ့ကျွန်တော်တို့အမှဆွဲတဲ့အခါမှာသတိထားမှာဘေးတွေအရင်မကတ်ရအောင်အလယ်မှာပဲထားရမယ်ပေါ့ဒါတော့ကျွန်တော် speed ဆွဲပြပါမယ် okay အဲ့တော့ let's go to camera မှာတော့ဆွဲကြည့်အောင်ပြီးရင်ကျွန်တော်တို့ upload တင်မယ် okay အဲ့တော့ကျွန်တော်တို့ camera တော့နည်းနည်းပါးပါးသုံးတက်သွားပြီပေါ့နော်ခုနကကျွန်တော်ပြောပြခဲ့တဲ့အတိုင်းပဲအဲ့တော့ကျွန်တော်တို့ cover လဲဒီမှာအတူတူပဲ YouTube channel app ကိုလည်းဒီမှာပဲဆွဲလို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ရှာကြည့်လိုက်မယ်ဟို YouTube channel app မှာတခါလေးပါပြီးသား YouTube channel app တလားအဲ့ဒါကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် channel app design ဆွဲဖို့အတွက်ကိုသူ template တွေသူထုတ်ပေးလိမ့်မယ်အဲ့တော့ဒါမှမဟုတ် create a blank YouTube ဆိုတော့ဘာမှမပါသေးတဲ့ blank canvas ကိုယူမလားဒါမှမဟုတ်ဒီထဲကနေရွေးချယ်မလားပေါ့နော် okay အဲ့တော့ကျွန်တော်လွယ်ကူအောင်ရွေးလိုက်ပါမယ်ဒါလေးကျွန်တော်ရွေးကြည့်လိုက်မယ်သူက cover ဗီဒီယိုလေးပါလောက်ထားပြီးရေတတိထားပါတော့ဗျာကျွန်တော် free လားဒီမှာကြည့်ကြည့်လိုက် free လားပတ်စံပေးရလားဒီမှာဒေါ်လာဆိုင်လေးပါတယ်တွေ့လားဒါဆိုပိတ်အဲဒီတိတ်ပြီးတော့အဆင်မပြေကျွန်တော်တို့ free ပဲတုံးကြတာဆိုတော့ဒီကောင်လေးကောင်းမှဒါဆို free เนาะအဲဒီနှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာသူ design လေးနဲ့ဟိုလေးပြပြီအဲ့တော့အဲ့လိုပဲခုနကလိုပဲဒီမှာစာလေးပြင်လို့ရမယ်ကြိုက်တဲ့စာကိုပြောင်းရေးလို့ရမယ်အခုလိုမျိုးအပေါ်အောက်တွေဖြစ်သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးဘေးလေးကိုနည်းနည်းလေးဆွဲလိုက်ရင်သူကနည်းနည်းပို့ပြီးတော့ညီသွားလိမ့်မယ် okay ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုတစ်ချက် mouse အပြင်နှိပ်ပြီးသွားရင်သူ့ကိုပြန် select လုပ်ပြီးသွားရင်အပေါ်အောက်တွေရွှေ့လို့ရပြီเนาะအဲ့ဒီမှာသူက group ဖြစ်နေတယ် group ဖြစ်နေတော့သူကအောက်ကတစ်ခုနဲ့ဘောတစ်ခုနဲ့ထက်ကျွန်တော်တို့ကဒီကောင်ကို ungroup ပြန်လုပ်မယ်အဲ့လိုလို့ရှိရင်ကျွန်တော်တို့အပေါ်တစ်ခုနဲ့အောက်တစ်ခုကတက်တက်စီဖြစ်သွားမယ်ဒါဆိုရင်ဒီမှာတက်တက်ဖြစ်သွားပြီတဲ့ဒါတက်တက်ဖြစ်သွားပြီအဲ့လိုမျိုးဆိုပို့ပြီးတော့ manage လုပ်ရတာပိုကောင်းတာပေါ့နော် okay winning is a way of life မိုက်တော့မိုက်တယ်ပြီးရင်ဒီမှာဒီပုံဒီ logo ဆိုလဲကျွန်တော်တို့ဒါသူထည့်ပေးထားတာကိုယ့်အကူပြောင်းလို့ရတယ်ခုနကအတိုင်းပဲကျွန်တော်တို့ဥမာကျွန်တော် graphic ဆိုလို့ရှိရင် graphic ထဲကနေပြီးတော့ဥမာ magic recommendation ဒီကောင်ကြိုးစားဖို့နော်ဒီကောင်မလို့တော့ delete လုပ်ပြလိုက်မယ်ပြီးရင်ဒီမှာသူခုနကလိုပဲ size လေးနည်းနည်းပေးလိုက်ရပါပြီ download ဆွဲမယ်နော်ဒါဆိုခုနကအတိုင်း download ဆွဲမယ်နောက်ဆိုတော့ zip file ထုတ်မယ်ကျွန်တော်ခုန animation ဒီမှာဒါ animation တွေပါနေတာဟုတ် zip file ထုတ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင် PNG ဆိုလို့ရှိရင်တော့အသေးဖြစ်သွားလိမ့်မယ်နော်အဲ့တော့သူ recommend ပေးထားတဲ့ suggested လုပ်ထားတဲ့ zip file ကိုပဲကျွန်တော် download ဆွဲလို့ရပါတယ်ဒါဆိုရင်သူကတခါလေးပြင်ဆင်ပြီး download ဆွဲပေးလိမ့်မယ် okay လွယ်ပါတယ်